Martin, so pink, see sooning, sing and do your thought, the kitchen. Come with your two seasons, to pumpkin, the kitchen. Come in, pues, Kaya Yana, Lutam, Yakati, Pinita, Sakaline, look up, be king, the kitchen. Piama sing, John Martin, so pink, see sooning. Sing and blue, your thought, the kitchen. Sadana, young me, Nilu Lapama, who's young, give me change. Piama sing, John Martin, so pink, see sooning. Sing and blue, your thought, the kitchen. Come with your two seasons, pumpkin at the kitchen. Come in, pues, Kaya Yana, Lutam, Yakati, Pinita, Sakaline, look up, be king at the kitchen. Piama sing, John Martin, so pink, see sooning. Sing and blue, your thought, the kitchen. Sadana, young me, Nilu Lapama, who young, give me a change. A Judiang Hava, Tuda Bonshin, a Lugayu Hanomia, a Judiang Hava, Yachi, Hikate, Ludo Dayaga, a Judiang Hava, Tuda Bonshin, a Lugayu Hanomia, a Judiang Hava, Yachi, Hikate, Jong Dayaga, Nadawe, Luda Kang, Sido Jama, don't look ship to Kang Kong, don't know move, yea, Parawi. Don't ye ha a jump you come to the tea. The Nima, the Lache, the young Madlu Yade, Poco Masuela, Sangika, Nya, Ratian, Luyakati, Piama sing, jump Martin, so pink, see sooning, sing and Luya, Yato Tikate, Sadana, young me, Nilu Lapama, so young, give me change. Lambega chidure, jay to the asi. Oda bala, and we mia, Supaudana, Puja dika, breathe the we saw a demo, a caco, we lepa. Lambega chidure, jay to the asi. Oda bala, and we mia, Supaudana, Puja dika, breathe the we saw a demo, a caco, we lepa.
ကညာပြူကြည်လို့လွန်ကောင်းနှစ်ခုတစ်စိတ်အကရှေ့ပိုင်းကဖို့တာအောင်ဆရာဦးနဲ့ကညာပြူကြည်လို့လွန်ကောင်းနှစ်ခုတစ်စိတ်အကရွှေလီအိုးစီဝိုင်းနဲ့အိုးစီဝိုင်းနဲ့တတော်တော်ပါတောင်ပိုင်းကကိုကြီးတာခင်ဦးရွှေရိုးကအပြိုလေးတွေအသေးဆွဲအပြိုလေးတွေသေးဆွဲလာရမီဆိုလလေးဆရာကြီးဝီတို့ရဲ့ဝီတို့ရဲ့ငါအနော်မဲကြည့်လို့ကောင်းလာရမီဆိုလလေးဆရာကြီးဝီတို့ရဲ့ဝီတို့ရဲ့ငါအနော်မဲကြည့်လို့ကောင်းကာလာရာတွေဘိုးကေကိုကြက်တောင်စီအမျိုးသမီးတဲ့အဟုတ်ဟန်လောက်တဲ့တော့ငါတို့ချက်ဖနိုင်နိုင်ရွှေဖလားနဲ့ချက်သားကိုင်းနေတို့ချက်ဖရှုံရှုံကြေးဖလားနဲ့ချက်ချေတော့ငါတို့ချက်ဖနိုင်နိုင်ရွှေဖလားနဲ့ချက်သားကိုင်းနေတို့ချက်ဖရှုံရှုံကြေးဖလားနဲ့ချက်ချေတော့တောင်သူရွှေပြောင်းတစောင်းမုံတရွာလုံးစီစီလုံးလုံးညီညွတ်ချင်းကိုပြပုံကထိန်ပွဲတော်ပုံကထိန်ပွဲတော်မှာဆရာဦးနဲ့ကညာပြူကြည်လို့လွန်ကောင်းနှစ်ခုတစ်စိတ်အကရှေ့ပိုင်းကဖို့တာအောင်ဆရာဦးနဲ့ကညာပြူကြည်လို့လွန်ကောင်းနှစ်ခုတစ်စိတ်အကရှင်ဖေယတပည့်တော်တို့သည်သန္တရာကိုဆင်းရဲအပေါင်းမှဖက်မြောက်၍နိဗ္ဗာန်သို့မြတ်မောပြုပါရခြင်းအကျိုးအားဧကထယအပရိကရဆုံးဝင်သွားကိုရှင်ဖေယအားလူတော်ပါ၏ဒီကောင်းမှုသည်နိဗ္ဗာန်ရောက်ကြောင်းတော့ဟုတ်ပါနိစင်စင်နွယ်ကထိန်တော်ပွဲမဟာစေတနာသရတရားထက်သန်လှစွာလူတောင်းရတာကြည်နူဝမ်းသာကထိနာစီဝရံကထိန်တင်ငောင်းလျာမစွဲပဲစက်ကခါလူရန်ရတာတန်ခတ်တာဒီမှာဓာတပလူမှာသူမြတ်ကထိန်ပွဲချိန်သေးခြင်းပါဒီချိန်ခါဘုရားမြတ်စွာခွင့်ပြုပေးသနာကထိန်တင်ငောင်းလျာ
တာတန်ဃာတော်တို့မှာကိုရတာကိုပြည့်စုံတော်မူဖယားရဲ့သားတော်တန်ဃာကျင့်ဝတ်သိက္ခာဆောင်ထင်းမြဲစွာကောင်းသောကျင့်ကိုကျင့်ဆောင်နိုင်သည်မှာသုပတိပန်တော်မြင့်မြတ်သောတန်ဃာကုန်လူပါမြတ်ဖယားရဲ့သားတော်တန်ဃာကျင့်ဝတ်သိက္ခာဆောင်ထင်းမြဲစွာကောင်းသောကျင့်ကိုကျင့်ဆောင်နိုင်သည်မှာသုပရိပန်တော်ညဉ့်ညသောတန်ခါကုန်လူပါယဟရိယာသူရကောင်းမနာကြောက်မသောကျင့်သီလကိုအမြဲမကွာကျင့်ဆောင်နိုင်တာသုစုပြိပ္ပန္နောမြင့်မြတ်သောတန်ခါကုန်လူပါယဟရိယာသူရကောင်းမနာကြောင့်မသောကျင့်သီလကိုအမြဲမကွာကျင့်ဆောင်နိုင်တာသုစုပြိပ္ပန္နောမြင့်မြတ်သောတန်ခါကုန်လူပါတရားကြောင့်အကျိုးမြော်မြင်ကအရိယာလမ်းကိုလျှောက်လန်းကြရတာမြတ်မှန်ကန်သောจิตတိလပြည့်စုံတာညယပရိပန္နောမြင့်မြတ်သောတန်ခါကုန်လူပါအရိယာလမ်းကိုလျှောက်လန်းကြရတာမြင့်မြတ်မှန်ကန်သောကျင့်သီလပြည့်စုံတာညယပရိပ္ပန္နောမြင့်မြတ်သောတန်ခါကုန်လူပါသာသနာရောင်ထုံးလင်းတောက်ပြောင်စီကိုအထုတော်မူကြတဲ့ယဟန်မြတ်တန်ခါယုသေးတိုက်စွာသိက္ခာတော်ပြည့်စုံလို့သာသမစ္စိပြိပ္ပန္နောမြင့်မြတ်သောတန်ခါကုန်လူပါသာသနာရောင်ထုံးလွတ်တောက်ပြောင်စီကိုအထုတော်မူကြတဲ့ယဟန်မြတ်တန်ခါယုသေးတိုက်စွာသိက္ခာတော်ပြည့်စုံလို့သာသမစ္စိပြိပ္ပန္နောမြင့်မြတ်သောတန်ခါကုန်လူပါကျင့်သီလသိက္ခာတရားကိုကြောက်မှစွာကျင့်တော်မူတာဘဂဝါတော်မြတ်စွာဘုရား၏သာဝကတန်ခါတပိတာသံဃာတော်တို့မှာယဝေယနိပူဇော်ခြင်းကိုခံယူတတ်ကြတာအဟုနိယောမြင့်မြတ်သောတန်ခါကုန်လူပါသီလသိက္ခာတရားကိုကြောက်မှန်စွာကျင့်တော်မူတာဘဂဝါတော်မြတ်စွာဘုရား၏သာဝကတန်ခါတပိတာသံဃာတော်တို့မှာယဝေယနိပူဇော်ခြင်းကိုခံယူထိုက်ကြတာအဟုနိယောမြင့်မြတ်သောတန်ခါကုန်လူပါ
ညွန်တာမြတ်သောတန်ခါဧည့်သည်တာယကံပြေလူရခံယူလိုက်တာပါဟုနိယောမြင့်မြတ်သောသံဃာဂုဏ်လူပါနိဗ္ဗာန်စုကိုရောက်စေကြောင်းလမ်းပြညွန်တာမြတ်သောတန်ခါဧည့်သည်တာယကံပြေလူရခံယူလိုက်တာပါဟုနိယောမြင့်မြတ်သောသံဃာဂုဏ်တို့ပါယရဏသုံးပါးမှာဘုရားတရားနဲ့ရှင်ကသံဃာယရဏယဟန်တော်တို့မှာမြတ်သောလူကိုခံယူတော်မူတိုက်လို့သာဒုက္ခိနိယောမြင့်မြတ်သောသံဃာဂုဏ်လူပါယရဏသုံးပါးမှာဘုရားတရားနဲ့ရှင်ကသံဃာယရဏယဟန်တော်တို့မှာမြတ်သောလူကိုခံယူတော်မူတိုက်လို့သာဒုက္ခိနိယောမြင့်မြတ်သောသံဃာဂုဏ်လူပါပူဇာစပူဇော်တိုက်တဲ့ယဟန်သံဃာလက်ဆောင်ရှင်မောရိုးကျိုးရှင်ကိုခြင်းကထိုက်တန်လာပြီရာအရိယာမြတ်တန်ကအရိယာမြတ်တန်ကအစ္စလိကရဏီယောမြင့်မြတ်သောတန်ခါဂုဏ်လူပါအားလုံးပြည်သက်နေစုဖြစ်တဲ့အတွက်ဩဃာတတော်ယူခြင်းညီညာပြပြကြောကြပါစေခင်ဗျာတရားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏရဏဂုံ၃ပါးနှင့်အင်္ဂါ၅ပါးပြည့်စုံသောသီလတော်တို့ကိုရိုးရိုးသေးသေးလေးလေးစားစားခံယူခြင်းသုံးဆောက်တည်ခြင်းဟူသောသီလကုသိုလ်ကောင်းမှုကံစေရနာပွားများစေပွားများလက်တန်းသောမေတ္တာဘာဝနာကောင်းမှုကုသိုလ်ကံစေရနာနာကြစေဖြစ်သောဓမ္မတဝနာကောင်းမှုကုသိုလ်ကံစေရနာသံဃာတော်ရှင်သူမြတ်တို့အားကတိနာစေဝရဒါနကတိန်သင်္ကန်းဆက်ကလူရန်ချင်းတိဟုသောဒါနကုသိုလ်ကောင်းမှုကံစေရနာသံဃာတော်ရှင်သူမြတ်တို့နှင့်အပရိသပေါင်းတို့အားမွန်မြတ်လာစွာသောဆွမ်းဆရှိသောလူရန်ဘွယ်ရာဖြာဖြာတို့ကိုယူသည်စွာဆက်ကလူရန်ချင်းတိဟုသောဒါနကုသိုလ်ကောင်းမှုကံစေရနာဤသို့ပေါင်းအားများမြတ်လာစွာသောကောင်းမှုကုသိုလ်ကံစေရနာပေါင်းတို့ကြောင့်အလုံးသောကတိတကာကတိမှလူတကာလူမှယံတကာယံမှပေါင်းယန္နာပရိသပေါင်းသူတော်ကောင်းတို့သည်အလိုရှိကတောင်းတအပ်သောစုထုစုမြပေါင်းတို့နှင့်ပြည့်စုံကြကုန်ပြီလျင်အသက်ရှိခြင်းအစင်းလာခြင်းခွန်အားကြီးခြင်းချမ်းသာကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတကောအနုဘောကြီးခြင်းအသံသ
သာချင်းအမျိုးများခြင်းမယာသေးသောယာတုဂုံသိသိစဉ်ဥစ္စာယရဏတို့ကိုရရှိခြင်းယာရှိအကုန်ပြီးသောယာတုဂုံသိသိစဉ်ဥစ္စာယရဏတို့သည်အခြေအပြည့်အမြဲတည်ခြင်းဥစွာသောကောင်းကျိုးချမ်းသာဖြစ်စေမြတ်ပေါင်းတို့နှင့်ပြည့်စုံကြကုန်ပြီလျင်ဒုက္ခကတိတို့ဤချုပ်ရာငြိရာဖြစ်သောနိဗ္ဗာန်ချမ်းသာကိုလင်းမြဲစွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေအဟံဗန္တိတိတရဏေနသဟပိသသီလံဓမ္မယာသာမိအနုကံကတဝါသီလံဒေထမေဗန္တိဒုတိယံပိတတိယံပိအဟံဗန္တိဣတရဏေနသဟပိသသီလံဓမ္မယာသာမိအနုကံကတဝါသီလံဒေထမေဗန္တိယမံဝတ္တမိတံဝတိထနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိဣတရဏဂမနံပရိဘုံနံအာနာတိပါဒဝိရမဏိသိက္ခာပဒံသမာဓိယာမိအဒိနာဒါနာဝိရမဏိသိက္ခာပဒံသမာဓိယာမိအာမေတုမိစ္ဆာစာရာဝိရမဏိသိက္ခာပဒံသမာဓိယာမိမုဒဝါဒဝိရမဏိသိက္ခာပဒံသမာဓိယာမိသုရာမေရယမေဇပမာဒဌာနာဝိရမဏိသိက္ခာပဒံသမာဓိယာမိလုံးစုံများစွာတတ္တဝါသံသာကိုယ်စိတ်မြဲပါစေဥပယံမေကင်းစင်ဝေးငြိမ်းအေးကြပါစေတတ္တဝါအလုံးငါတို့ဗမာငါထက်သာအောင်ချမ်းသာမျိုးစုံကိုယ်လုံးချုံပြည့်စုံကြပါစေနတ်လူတတ္တဝါအလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလူရာဆန္ဒပြည့်ဝကြပါစေဣဒံမေပုညံနိဗ္ဗာနတ္တပစ္စယောဟောတုကထိန်သင်္ကလူရန်ဘွေယ
အဖျားဖျားတို့ကိုယုသေးစွာစက္ကရသောလူရန်ရသောဤကောင်းမှုသည်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှန်မြတ်နိဗ္ဗာန်ဤရောက်ရာရောက်ကြောင်းရရာရာကြောင်းအထောက်ပံ့ကောင်းသည်စင်စစ်မသွေဖြစ်ပါစေသာအရှင်ဘုရားသန္တဝနှလုံးပြောင်းပြောင်းသူတော်ကောင်းပေါင်းတို့ဒုံမေသင်တို့သည်ဒီတရဏိနာဘုရားတရားသံဃာအဖြစ်သုံးပါးအစုံမြတ်တရဏဂုံနှင့်သာအတူတကွပင်စင်ကသမဏဂတအင်္ဂါ၅တန်းနှင့်ပြည့်စုံသောသီလကိုခြင်းတရားသီလတော်မြတ်ကိုသာဓုကကတ္တဝါမြဲမြံစွာနှလုံးသွင်းကြကုန်၍အပမဒေနမမေ့မလျော်မပေါ်မတန်ထက်သန်ပြင်းပြအပမတဆိုတဲ့တတိတရားဖြင့်သံပါတိထသံပါတိယထချမ်းသာခြင်းရဲ့အကြောင်းကောင်းမြတ်တဲ့သီလသမာဓိပညာသိက္ခာ300အကျင့်မြတ်တို့ကိုကျင့်ကြံကြိုးစားပွားများအားထုတ်နိုင်ကြသည်ကိုဖြစ်ကြပါစေကုန်သတည်းအလုံးလုံးရှိအထင်သင်္ကန်းကပ်မယ်။ဘာလို့ရှိသူမြတ်တို့သံဃာတော်ကိုအာရုံပြုပြီးတော့လိုက်ဆိုကြအောင်မယံဗန္တိသန္တာရဘုဒ္ဓဒုက္ခတောမောဇနထာယမောဇနာထာယသပရိဝါရံပရိဝါရံဣမံကတိနဇီဝရံသံဃတ္တဒေမပူဇေမာဣမိနာကတိနဇီဝရေနသံဃောကတိနံအထရထာသံဃာတော်အရှင်မြတ်တို့ဖရာတပည့်တော်တို့သည်သံဃာတော်အရှင်မြတ်တို့ဤသံဃာဂုံကိုယုံကြည်စွာအာယုံပြုလျက်ကထိန်သင်္ကန်းအချမ်းအယံအသုံးအဆောင်ပရိသာပင်ပစ္စည်းဝတ္ထုအစုစုတို့နှင့်တကွဤကထိန်သင်္ကန်းကိုသံဃာတော်ရှင်မြတ်တို့အားရာရှင်လန်းလူရန်ပါဤနိဗ္ဗာန်ရည်မှန်းပူဇော်ပါဤအရှင်ဘုရားတပည့်တော်တို့လူရန်သောဤသင်္ကန်းဖြင့်သံဃာတော်အရှင်မြတ်တို့သည်ဝိနည်းတော်နှင့်လျော်ညီသောကထိန်ကိုခင်းတော်မူကြပါအရှင်မြတ်တို့ဖရာတပည့်တော်တို့အားလည်းဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကိုရရပါစေသာရောက်ရပါစေသာအရှင်မြတ်ဖရာအလုံးသာလို့ခေါ်အားလုံးသာလို့ခေါ်ကြပါသာဓုသာဓုသာဓု
ယနေ့ဒီတော်တပိုင်းအောင်ကျောင်းတဲ့ရဲ့22ကြိမ်မြောက်စုပေါင်းမဟာဘုံကတိအလှတော်ပါပဲနော်စုပေါင်းမဟာဘုံကတိအလှတော်ယခုနှစ်22ကြိမ်မြောက်စုပေါင်းမဟာဘုံကတိအလှတော်မှာအဓိကမတ္တိအလှရှင်များဖြစ်ကြတဲ့ကွယ်လွန်သူဖခင်ကြီးဥကောက်မိခင်ကြီးဒေါခင်ကြီးတို့အားရည်စူးပြီးတော့အမကြီးဖြစ်သူဒေါခင်ကြီးဒေါ်ရင်မြဒေါ်မြသိန်းတို့အားအမှုထားကဥကြည်စိုးဒေါ်နန်းတင်ယူဆွေနှင့်သာသမီမြေမြင့်မိသားစုအပေါင်းတို့ရဲ့မတ္တိလူရန်နဲ့22ကြိမ်မြောက်ရဲ့ကထိန်အလှတော်ဖြစ်ပါတယ်အလှရှင်မိသားစုပေါင်းတို့ကမတ္တင်အလှရှင်မိသားစုပေါင်းတို့ကယနေ့22ကြိမ်မြောက်ကထိန်အလှရှင်မှာမတ္တိအလှငွေအပြင်350မတ္တိလူထမ်းနဲ့ဘုံဘုံကိုသိက္ခာတတ်ခြင်းအလှတော်ပါတယ်။ကျောင်းအလှအတွက်9သိန်းကျပ်လူရန်ချင်းဆိုတဲ့ကျောင်းအလှတော်လည်းပါပါတယ်။ဒီကနေ့အလှရှင်မိသားစုများနဲ့အတူသူပေါင်းမာဘုံတွေမှာပါဝင်လူရန်ကြတဲ့ပရိသတ်ပင်သင်္ကန်းစသည်ပစ္စည်းဝတ္ထုအစုစုဖြင့်လူရန်ကြတဲ့အားလုံးအလှရှင်များအတွက်ရှိဥစွာဆရာတော်တန်ဃာတော်များရဲ့မေတ္တာဓာတ်ကိုခံယူကြရမှာဖြစ်တယ်။ကျောင်းတိုက်တန်ဃာတော်နဲ့ပြည့်တန်ဃာတော်အပါ20ကျောင်းတိုင်းတန်ဃာတော်နဲ့ပေါင်းလုံးဆိုရင်တန်ဃာအပါ100ကျော်ဒီကနေ့လူရန်နဲ့ကထိန်အလူတော်ပဲဖြစ်ပါတယ်ဒါကြောင့်ကြောက်တော်မူလာကြကုန်သောဆရာတော်တန်ဃာတော်ရှင်သူမြတ်တို့ဖျားကထိန်တကကထိန်မှာယန္တကယံမှာလူတကလူမှာမိသားစုပေါင်းတို့အားဘေးပေါင်းယံပေါင်းအန္တရာယ်အပေါင်းမကောင်းဟုသမျှကင်းစင်ပါ၍ကောင်းကျိုးချမ်းသာကျက်တည်မင်္ဂလာဖျားဖျားတို့နှင့်ပြည့်စုံပါစေခြင်းကြောင့်ငါမေတ္တာထား၍မေတ္တာသုတ်ပရိတရားဒေသနာတော်တို့ကိုဘုရားကုံတော်တရားကုံတော်တန်ခကုံတော်ယန္တုရိမေတ္တာသုံးဃာတာနှင့်ဘဝတုသဗ္ဗမင်္ဂလာအစဖြာသည့်ဆုတောင်းပတနာများဖြင့်မေတ္တာဘုဒ္ဓကြပါကုန်စို့အရှင်မြတ်တို့ဘုရားသမန္တာစကဝါလေသူအတရာကိသန္တုဒေဝတာအတ္တမမုနိရာဇသသုဏံဒုသကမောက္ခတံဓမ္မတဝနာကာလောယံပတ္တန္တာဓမ္မတဝနာကာလောယံပတ္တန္တာဓမ္မတဝနာကာလောယံပတ္တန္တာနမောတတဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယတာနုဘဝါတောယကနိဝတ္တသင်္တိပိသနာယမိစေဝနုယောဇံတောရတ္တိန္တိဝမတ္တတိတောဒုက္ခသုပတိသုတ်တောသဗ္ဗပကိဉ္စေနပတ္တိဧဝမာတိကုဏုဝေတံပရိဒာဓမ္မနာမဟေကရဏီယမတကုသလေနယန္တသန္တပတ္တပိသမေသာသကောဥစုသာသူဥစုသာသူဝသောသတမုဒ္ဒဝနတ္တိမာနိသန္တုသကောသာသူဘရောသာအပကိသောသာတံလဟုကဥဒ္တိသန္တိန္တရိယောသာနိဘကောသာအပကဘောကုလေသောနန္တုဂိတောအာဇာဂௌတမသရေကိစီယေနဝိညုပရိဥပဝတေယောဒုက္ခိနောဝါကိမိနောဟွန်တုသဗ္ဗတတ္တဘုံတုဒုက္ခိတတ္တယေကေစီပါဏဗုဒ္ဓတိတတ္တဝါသာဝရဝနဝတိတာဤကဝါယေဝမန္တာမေဇိမာရတကအနုပထုလာဣဒာဝါယေဝအဋိဋ္ဌာယေဝတုရေဝတန္တိအဝိတုရေဘုဒ္ဓဝသမ္မဝေတိဝသဗ္ဗတတ္တဘုံတုဒုက္ခိတတ္တနာမရောပရဏိကိုဘေဌာနာတိမေညေတကတ္တစိနာကိဉ္စီယာရောဒနာပဋိကတင်ညာနိညာမညတဒုက္ခမိစ္ဆေယမာတာယတတိယဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေ
ဧဝံပိသဗ္ဗဗုတေတုမာနတံဘဝယေအပရိမာဏံမေတ္တေသသဗ္ဗလောကသမိမာနတံဘဝယေအပရိမာဏံဩဒ္ဓဒောဇာတိရိယံသအတ္တပတံအဝေရမတ္တပတံဣဋ္ဌစရဏိသိနောဝတယာနောယဝတ္တတဝိတမိတောဧနံတတိအတိတ်တေယဗျမမေတံဝိဟာရမိဓမ္မာဟုဒိဋ္ဌိဇာနုဘဂမသီလဝါဒတနေနတမ္ပန္နောကာမေတုဝိနယဂေတံနာဟိဇာတုက္ခပတိယပုဏ္ဏရေတိဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏသမ္ပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိအထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသံဃာတောဘဂဝါတဓမ္မောသန္တိတိကောအဂါလိကောဧဟိပတိကောဩပနေယိကောဝိသတံဝေတိတဘောဝိညုဟိဩပတိပန္နောဘဂဝါတောသာဝကတံကောဥဇောပရိပန္နောဘဂဝါတောသာဝကတံကောညာယပတိပန္နောဘဂဝါတောသာဝကတံကောသာမေစိပတိပန္နောဘဂဝါတောသာဝကတံကောယတိတံသတ္တာရိပုရိသယုဂာနိအထာပုရိသပုဂ္ဂလာဧတဘဂဝါတောသာဝကတံကောအာဟုနေယောဘာဟုနေယောယဂိနေယောဣဇလိကရဏိယောအနုတ္တရံဘုညကိတံလောကတာဧဝံဗုဒ္ဓံတရဏနံဓမ္မတံကိဉ္စဘိက္ခဝေဗယံဝါသံပိတတံဝါလောမဟံသောနာဟိတတိယန္တုနိမိတံဝမေကလိသယောဇာမနာဘောတကုဏတတတ္တောဘာဘေကဟောတုတုပိနာအကန္တဗုဒ္ဓ ानु ဘာဝေနဝိနာသမေတုယန္တုနိမိတံဝမေကလိသယောဇာမနာဘောတကုဏတတတ္တောဘာဘေကဟောတုတုပိနာအကန္တဓမ္မာနုဘာဝေနဝိနာသမေတုယန္တုနိမိတံဝမေကလိသယောဇာမနာဘောတကုဏတတတ္တောဘာဘေကဟောတုတုပိနာအကန္တသံဃာနုဘာဝေနဝိနာသမေတုဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနသရတုကိဘောနုတိဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနသရတုကိဘောနုတိဝါဒသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာတုကိဘဝန္တုတေသဗ္ဗမင်္ဂလံသဗ္ဗမင်္ဂလာနိအလုံးစုံသောလောကီလောကုတ္တရာမင်္ဂလာဥဒ္ဓမြတ်ပေါင်းတို့သည်ဘဝတုဘဝန္တုကုသိုလ်ကောင်းမှုအစုစုတို့ကိုပြုလို့အာတုလျက်ကြည်ကြကုန်သောယဟန်တကာယမကတိတကာကတိမအလုတကာလူမမိသားစုအပေါင်းတို့နှင့်တကွအလုံးသောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့အတွက်ဖြစ်ပါစေတည်းသဗ္ဗဒေဝတာလောက၌စောင့်ရှောက်၍နေကြကုန်သောသမ္မာဒေဝနတ်မြတ်နာကောင်းနာပေါင်းတို့သည်ရက္ခန္တုဂရိဏဇီဝရတနာကတိန်သင်္ကန်းလူရန်ဝေယပြပြတို့ဖြင့်ယုသေးစွာဆက်ကဒုရန်လျက်ရှိကြကုန်သောကတိန်တကာကတိန်မှာလူရကလူမမိသားစုအပေါင်းတို့နှင့်တကွအလုံးသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကိုစောင့်ရှောက်နှိမ့်စတကယ်ပင်မနိုင်ကြပါစေကုန်သတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနခင်္ဂဝါလူသေးစုမကပွင့်တော်မူကြကုန်သောအဆူဆူသောဘုရားရှင်ကိုရောမြတ်ကြီးတို့၏တကုရှိန်စောကြီးမားသည့်မေတ္တာတော်အာနုဘော်တော်စွမ်းကြောင့်၎င်းသဗ္ဗဓမ္မာနုဝေနသမေလေးရန်ဖို့လေးရန်နိဗ္ဗာန်ပရိယဆေတံသောတရားတော်တို့၏တကုတေဇောကြီးမားသည့်မေတ္တာတော်အာနုဘော်တော်စွမ်းကြောင့်၎င်းသဗ္ဗသံဃာနုဝေနသရှင်သာရိပုတ္တရာရှင်မမောဂလန်ရှင်အာနန္ဒရှင်နုရုဒ္ဓ
အရှင်မာကတ္တဝါစာရှိသောအရိယာမထေရမြတ်ကြီးတို့နှင့်တကွသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်လောက်လုံးပြည့်ဝတော်မူကြကုန်သောသမုဒိနဝေသံဃာတော်ရှင်ကောင်းဝရှင်မြတ်တို့၏တကုတေဇောကြီးမားသည့်မေတ္တာတော်အနုဘော်တော်စွမ်းကြောင့်၎င်းတရာနိယောညင်ဘာဘေကမလအခါကသိတိတုမာကဂတိနာစီဝရဒနာကတိန်သင်္ကလူရန်ဘွေရပြပြတို့ကိုယုသေးစွာဆက်ကလူရန်ကြကုန်သောအလုံးသောလူချင်းလူမမိသားစုအပေါင်းတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့သည်ဒုက္ခိကိုယ်စိတ်နှပြလူဣစာဖြင့်ပြည့်ကကြွယ်ဝကျမ်းမာချမ်းသာဝမ်းသာခြင်းရှိကြကုန်သည်ဘဝတုဘုံတို့ယနေ့မှစနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကျမ်းကျမ်းမာမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်းအနုမောဒနာလေးနည်းငယ်ဟောပါအောင်မနော်ကဲလွတ်လွတ်လပ်လပ်တရားနာယူကြရအောင်တင့်တော်တဲ့ဣရိယာပုမြတ်တဲ့ဣရိယာပုနဲ့နာယူကြည်ညိုလို့ရပါမိုးနဲ့လေနဲ့မိုးကတဲ့ဖြစ်နေမြို့တွေကဒကာရမတွေလည်းကားတွေကလမ်းတွေပိတ်လို့ရေတွေကြော်လို့မလာနိုင်တော့မလာပြကြတာလည်းတော်တော်များတယ်ဒီနေ့တော့အေးအေးလူလူရှိတာပေါ့နော်အေးလူလူရှိတာ20ကြိမ်မြောက်စုပေါင်းမှာဘုံကထိန်အလူတော်ပါပဲအလုံးဘုံဘုံတို့ရောက်ကထိန်ရောက်တိုင်းမှာစုပေါင်းမှာဘုံကထိန်နေနဲ့ပဲကျောင်းမှာလှုပ်လာခဲ့တာ21နှစ်တိုင်ခဲ့ပြီမတ္တိလူရှင်တူကနိုင်တယ်လို့မတ္တိပြီးတော့ကျန်တာဒကာရမတွေနဲ့ရန်တကာရန်မတွေကျောင်းတကာကျောင်းမတွေစုပေါင်းကဖြင့်လူတန်းပါတယ်ပူဇော်ပါတယ်နှစ်တိုင်းမှာတန်ခါရာကျော်ပါပဲဒီနေ့လဲပင့်တန်ခါကအပါ20ကျောင်းမှာစာချဆရာတော်ဘုံဘုံနဲ့အတူစာချဆရာတော်9ပါးရှိတယ်စာသင်သားတန်ခါ100နေပါရှိတယ်အလုံး100ကျော်ဖြစ်သွားတာပေါ့ဒါကတိနာဇီဝရဒါနကထိန်သင်္ကန်းကိုတန်ခါ100ကျော်တို့နဲ့ဒီကနေ့လူရန်နိုင်ပြီပူဇော်နိုင်ပြီအောင်မြင်ပြီလို့ရှိဥစွာရန်တကာရန်မာတွေကထိန်တကာကထိန်မာတွေဝမ်းမြောက်ဝမ်းသာဖြစ်ကြဖို့ပါပဲနော်အဟောဒါနံပရမဒါနံသာသနေသုပ္ပတေတိတံသတ္တမကလျာဏသင်္ကပ္ပအနုမောဒန္တုသတ္တဝောသတ္တဝောယံတကာယံမာကတိတကာကတိမာမိသားစုများနှင့်တကွာအလုံးသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဒါနံကတိနာဇီဝရဒါနာလို့ခေါ်ဆိုအပ်တဲ့ကထိန်အလူတော်ကထိန်သင်္ကန်းအလူတော်ဆိုတဲ့ကုသိုလ်တော်ကြီးသည်ဒါနံတနှစ်မှတလမှတစ်ကြိမ်တစ်ကြောင်းတိုက်မှတစ်ကြိမ်သာခင်းခွင်ရသည်ကတိနာဇီဝရဒါနာလို့ခေါ်တဲ့မဟာကုသိုလ်တော်မင်္ဂလာကြီးသည်အဟောဘုရားရှင်ကိုယ်တော်ချီးမွမ်းတော်မူအပ်သည့်အတွက်လက်ပြေရိုက်တိမြေတုံဝိအောင်အလိုပင်အချီးထိုက်လာပါပေစွာတကားပရမဌာနံလွန်ကဲဥမြတ်အလွန်ပင်လွန်ကဲဥက္ကအလွန်ပင်ထူးမြတ်လာပါပေစွာတကားသာသနိသမ္မာသမ္ဗုဒ္ဓအတုလဒုက္ခဓမ္မိုရှောင်းဥက္ကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တောက်ကျွလျံပြဟောတိသာသနာတော်မြတ်ကြီး၌သုပ္ပတေတိတံကတိနာဇီဝရဒါနလို့ကိုအကြောင်းပြုပြီးတော့ဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်အနှစ်အစုတွေကိုကောင်းစွာစိုက်ပျိုးမိလိုက်ကြပါပြီတကားဓမ္မဒုက္ခသို့ဘုရားရှင်ကိုယ်တော်ချီးမွမ်းတော်မူအပ်တဲ့ကတိနာဇီဝရဒါနာကတိန်သင်္ကန်းလူရန်ခြင်းကိုအကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုအစုစုတို့ကိုစိုက်ပျိုးအပ်တဲ့အတွက်ကြောင့်ကလျာဏသင်္ကပ္ပတင့်တယ်လျောက်ပါလွန်ကောင်းမြတ်သည်စိတ်အကြံစီအလီလီအဝဝကိုစီကိုငါရှိကြပါပေကုန်သော
အာလုံးသောယံတကာယံမှာကတိတကာကတိမှာမိသားစုအပေါင်းတို့နှင့်တကွာအလုံးသောတရားနာပရိသတ်အပေါင်းတို့ကောင်းတို့သည်အနုမောဒန္တုအပပဝါမြောက်ကြပါစေကုန်သတည်းအနုမောဒန္တုသာဓုသာဓုခါကပြု၍ကောင်းစွာမသွေဝါမြောက်တော်မူနိုင်ကြပါစေကုန်သတည်းကထိန်အလူဒီကနေ့လူရန်ကြတဲ့ကထိန်အလူရှင်မိသားစုများဟာကထိန်နဲ့ပတ်သက်ရင်ဒါအလွန်မဝေးတဲ့ပုဂ္ဂိုလ်တွေအလွန်ကထိန်နဲ့ပတ်သက်တဲ့လူရန်မှုပြုတဲ့ပုဂ္ဂိုလ်တွေလို့ပြောလို့ရပါတယ်နှစ်စဉ်ဒီပါလောက်ကျောင်းတိုက်တွေမှာကထိန်လူဘူးကြတာကြီးပါပဲเนาะကထိန်လူဘူးကြတာကြီးပဲအတွက်ဘုံဘုံတို့အထူးပြောစရာမရှိပါဘူးဝမ်းမြောက်ဝမ်းသာဖြစ်စေဖို့ပါပဲဝမ်းမြောက်ဝမ်းသာဖြစ်အောင်အနုမောဒနာတွေနဲ့ဘုံဘုံတို့ပြောချင်တာကကထိဏဇီဝရဒါနလူတွေမှာကထိန်ကိုလူကျင်ကြတယ်တတ်နိုင်ရင်ကထိန်ကင်းမယ်ကထိန်လူမယ်ကထိန်သင်္ကန်းဟာဘာကြောင့်ကထိန်ကိုလူကျင်ကြတာလဲဆိုရင်ကထိန်ဟာကထိဏဆိုတဲ့ပါဠိကိုဒီကနေ့လွတ်လပ်ထိုင်နော်ခုံနဲ့ထိုင်ရင်လည်းထိုင်လို့ရတယ်အဆင်ပြေသလိုထိုင်ကထိန်နဲ့ပတ်သက်လို့ကထိဏဆိုတဲ့ကထိန်ဟာကထဏချီးမွမ်းခြင်းဆိုတဲ့အနက်ကိုဟောတာနောက်တစ်ခါထိရဆိုတာခိုင်မြဲခြင်းဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဒီနှစ်ချက်ရဲ့သဘောတရားကိုကောင်းစွာသဘောပေါက်တဲ့အတွက်ကြောင့်မို့လို့ဒါကထိန်ကိုလူကြတယ်လို့ဒီလိုလေးသဘောပေါက်ရတာခိုင်မြဲတယ်ဘာတွေခိုင်မြဲတာလဲရက်လက်ကောင်းတွေခိုင်မြဲတယ်ဘာတွေခိုင်မြဲလဲဒါကိုအကြောင်းပြုပြီးတော့လူတဲ့အလူဒီကထိန်ကြောင့်မို့လို့အကျိုးတရားတွေကခိုင်မြဲရသွားတာကိုယဟန်တော်တွေဘက်ကလည်းအကျိုးတရားတွေခိုင်မြဲရတယ်လို့လူတဲ့အလူချင်းတွေဘက်မှာလည်းခိုင်မြဲရတယ်အဲ့ဒီရလက်တွေဟာတခြားရလက်တွေနဲ့ဘယ်လိုမှမတူတဲ့ခိုင်မြဲမှုမျိုးကိုရတာပါယဟန်တော်တွေဆိုရင်လည်းဘယ်လိုမှပြုလုပ်ပေးလို့မရနိုင်တဲ့အကျိုးရလက်ကောင်းတွေကိုရနိုင်တယ်ရခဲ့တယ်ပေါ့သိက္ခာပုဒ်တွေကိုမြတ်စွာဘုရားပညာတဲ့သိက္ခာပုဒ်တွေကိုဘယ်သူကမှပယ်ဖျက်လို့မရအောင်ဘယ်သူကမှလည်းပယ်နှုတ်ပြလို့မရအောင်ဒီသိက္ခာပုဒ်တွေကထိန်ခိလိုက်ခြင်းအောင်ရတဲ့အကျိုးအာနိသင်ဟာအဲ့ဒီအခွင့်အရေးကောင်းတွေကိုရလာဒီအခွင့်အရေးမျိုးတွေလည်းရတယ်လူပုဂ္ဂိုလ်တွေဘက်မှာလည်းပဲရနိုင်တဲ့အကျိုးတရားတွေကခိုင်မြဲရှိတယ်လူရင်းပြောရင်အဲ့လိုခိုင်မြဲလို့နော်အကျိုးကောင်းတွေကခိုင်မြဲတဲ့အတွက်ကြောင့်မလို့ကထိန်ဟာကထိဏလို့ဒီလိုပြောတာနောက်တစ်ခုကတော့ဘုရားရှင်ကိုယ်တော်တိုင်ချီးမွမ်းလို့လည်းပဲကထိန်ဆိုတာကိုလူပြစ်ကြတာနော်ဘုရားကိုယ်တိုင်ချီးမွမ်းတော်မူခဲ့တဲ့အလူဘယ်သူချီးမွမ်းတာဘုရားရှင်ကိုယ်တော်တိုင်ချီးမွမ်းတဲ့အလူဒါလေးတွေ့တော့ကထိန်ရာသီရောက်တော့ဘုံဘုံကထိန်တွေလူတန်းတဲ့အချိန်ကစပြီးတော့လူတွေကတရားရှိနဲ့ကထိန်တွေကိုလွတ်တာကိုဒီမှာစိတ်မကောင်းစရာလေးတခုတွေ့တာကြုံလို့မနေနိုင်လို့ပြောအောင်မယ်ကထိန်မှာလူတွေကကထိန်နဲ့ပတ်သက်ပြီးတော့တရားရှိနဲ့လူတွေတန်းကြတာကိုမနာလိုပြစ်နေကြတဲ့လူတွေအများကြီးပဲဘာဖြစ်နေကြမနာလိုပြစ်ကြတယ်ကထိန်ဟာတဲ့ကထိန်ကိုအကြောင်းပြုပြီးတော့ဘုန်းကြီးတွေကကထိန်ကိုအကြောင်းပြုပြီးတော့ဘုရားရှင်ရဲ့ဒီကထိန်ပညာမှုကိုအကြောင်းပြုပြီးတော့လိန်စားနေတယ်ဆိုပြီးလူတွေကရေးအဲ့ဒါကိုအားပေးထောက်ခံတဲ့လူတွေကအများကြီးတွေ့ရတယ်ဒီပုဂ္ဂိုလ်တွေရဲ့စိတ်ထဲမှာရှိနေတဲ့တရားယရဏသုံးပါးပေါ်ထားတဲ့တန်မိုးတွေဟာဘယ်လောက်ကြောက်စရာကောင်းလဲနော်ကထိန်ဟာကထိန်ကိုအကြောင်းပြုပြီးတော့
ကာရမတွေရှိကနေပြီးတော့ဘုန်းကြီးတွေကလိန်ညာပြီးတော့လုပ်နေတဲ့လိန်လှူတဲ့အလှူဝဲလို့ဒီလိုပြောတယ်အဲ့ဒါကိုအားပေးကြတယ်ထောက်ခံကြတယ်လိုင်းပေါ်မှာရေးကြတာနော်ကထိန်ဆိုတာကြီးဒီကနေ့လှူဒန်းတဲ့ကထိန်မှာဘုံဘုံတို့လည်းမသိပါဘူးကထိန်လှူပါလို့လည်းဘုံဘုံတို့မပြောခဲ့ဘူးပြောဘူးလားမပြောဘူးကျောင်းမှာလာရင်းနဲ့နောက်နေ့ကျရင်ကထိန်လှူပါမယ်လို့ရှောက်တာကထိန်ဆိုတာဒီကျောင်းမှာကထိန်လှူပါအောင်လို့အမေကိုတော်မှပြောခွင့်မရှိဘူးပြောလို့မရဘူးတရားဓမ္မကသူ့တရားနဲ့သူကထိန်ခင်းမို့လျှောက်တယ်ဒီကျောင်းတိုက်တွေမှာတန်ခါများရင်ကုန်ကြစီများတယ်တန်ခါနေတဲ့ကျောင်းကကုန်ကြစီနည်းတယ်ဘုံဘုံကျောင်းမှာတန်ခါ100ကျော်ရှိတယ်ပင့်တန်ခါနဲ့ပေါင်းရင်များတယ်ပေါ့နောက်တော့ကလာတဲ့ပိသက်ကဒါဒီနေ့မိုးရွာလို့လူအသိမရှိတာမနေ့ကလည်းတမန်လုံး8နာရီတည်းဟိုမှာအကျွေးမွေးနဲ့ပိသက်တွဲလိုက်ရင်5 600ဒီနေ့ဆို3 8တောင်နောက်မျိုးသူတို့ချက်ထားတယ်9ဆိုတဲ့အချိန်100ကျော်ပေါင်းထားတယ်ပေါ့ဒီလိုအများကြီးဒီကထိန်ကိုအကြောင်းပြုပြီးတော့အကျွေးမွေးလူရန်တာဒါတွေကဘုန်းကြီးကဒကာမတွေကိုဒါတွေလှူပါလို့ပြောတာလည်းမရှိဘူးဒကာရမကတရားနဲ့ဖြစ်လာတဲ့အလှူမျိုးဒီအလှူမျိုးကိုတော့မှအမြင်မကြည်ဖြစ်ပြီးတော့ပြောနေတဲ့လူတွေရဲ့တရားတရားဟာအတော့အောင်စရာကောင်းတယ်နော်အတော့အောင်စရာကောင်းတယ်လူတွေရဲ့စိတ်ဓာတ်တွေဉာဏ်ဖြင့်လာကြတယ်ဘာသာရေးအသိတွေနည်းလာကြတယ်အဲ့တော့ဘုရားရှင်ကိုယ်တော်တိုင်ကဒီအလှမျိုးကိုကိုယ်တိုင်ချီးမွမ်းလို့နော်ကထိနာအကျိုးတရားတွေခိုင်မြဲတယ်ကထဏဆိုတာကနော်ခိုင်မြဲရှိတယ်တော့ဘုရားရှိခိုးတော်တိုင်ကထိနာချီးမွမ်းတယ်ပေါ့ဒီလိုအလှမျိုးကိုဘုရားကိုယ်တော်တိုင်ချီးမွမ်းခဲ့တဲ့အလှမျိုးကိုဒါတွေသိလို့ဒီတရားမတွေကလှူတာမဟုတ်ဘူးလားနော်အဲ့ဒါကိုလူတွေကအမြင်တစ်မျိုးနဲ့သာသနာပေါ်မှာမြင်ကြတယ်ပေါ့ဒီအမြင်မျိုးတွေနဲ့ဘဝကိုတည်ဆောက်ရင်တန်ត្រခရီးဘယ်လိုသွားကြမှာလဲစဉ်းစားကြစေခြင်းနဲ့နော်အဲ့တော့တလောကတနေ့ကလည်းတစ်ခါပြောဘူးလေသတင်းညွတ်တော့ဟိုမစိုးရင်ကြောင်းလိုက်ကြီးတည်ဆောက်တော့မစိုးရင်ကြောင်းထဲမှာရွှေတွေငွေတွေလှူတော့လဲပြောလိုက်ကြတာအပြစ်တွေပြောနေကြတယ်သူသဒ္ဓါနဲ့သူစိတ်ဝင်စားလို့ကြောင်းကလူအနေနဲ့လှူကြတယ်ရွှေငွေကြောက်တံပရိများတွေဒါကိုလည်းအမြင်မကြည့်ဖြစ်ပြီးတော့ကိုယ်လည်းတကြတဲ့ပြားမှမလှူသူများလှူတာကိုမနာလိုဖြစ်ပြီးတော့ဒီစိတ်တွေမွေးနေရင်တန်ត្រခရီးဘယ်ပုံစံနဲ့သွားကြမှာလဲနော်အဲ့တော့ဒါတွေကတို့ဘာသာရေးမှာအလုံးအားနည်းတဲ့လူတွေတော်တော်များများဖြစ်လာရတယ်အဲ့တော့ကထိန်ဆိုတာတကယ်တော့သံဃာကခင်းလို့ရတဲ့ဒီကထိန်ဟာဒကာရမကြီးရဲ့တရားတရားနဲ့ဖြစ်လာတဲ့ကထိန်သာဖြစ်တယ်ဒကာမကြီးရဲ့တရားတရားကြောင့်ကြိုတင်ပြီးတော့တိဆောက်မှုဒီတက္ကမကြီးဆိုရင်လွန်ခဲ့တဲ့ကထိန်ဖြစ်ပြီးတော့မကြခင်လေးပဲဘုံဘုံတို့နဲ့တွေ့ပြီးတော့ကထိန်ကိုလျှောက်တာပါအဲ့တော့လျှောက်တဲ့ခါကျတော့တစ်နှစ်နီးပါးလောက်ဖြစ်သွားတာပေါ့အဲ့တော့လာမယ့်နှစ်ကျရင်1386ခုနှစ်ကလျှောက်တယ်ဆိုတော့1389ခုနှစ်မှာတပည့်တော်ကထိန်ခင်းပါမယ်ဒီလိုပေါ့လျှောက်တယ်ပေါ့အဲ့ဒီထက်ကနောက်နေ့ကျရင်ဒီเจ้าမှာကထိန်ခင်းမယ်ဆိုတဲ့စိတ်ရှိလားမရှိဘူးလားနော်အလှတစ်ခုလှုပ်တော့မယ်ဆိုရင်လှုပ်ဖို့စိတ်ကူးနေစဉ်တည်းကကုသိုလ်တရားကဖြစ်နေလားမဖြစ်နေဘူးလားငါလှုပ်သမျှရှာသမျှရသမျှဒီစီဝါဥစ္စာတွေတဲကငါကထိန်ခင်းဖို့စုဆောင်အောင်မယ်ခြံထားအောင်မယ်စိတ်ကလေးမွေးနေဘာပဲလှုပ်လို့လုပ်ငန်းလုပ်နေတဲ့အချိန်ဒီတစ်နှစ်ပတ်လုံးလွတ်နေသမျှတဲမှာတဲကဒီကုသိုလ်စိတ်ကပါလားမပါဘူးလားနော်ဘလောက်ဝမ်းမြောက်စရာကောင်းလဲနော်အလှူဒါနတွေဟာတကယ်ပြန်တွေးကြည့်ရင်အလှူတစ်ခုဒါဒီနေ့ဆိုရင်သိရာကျော်ကုန်တယ်ပေါ့နော်ရာကျော်ခဏတာနည်းနည်းလေးသောပစ္စည်းကိုတော့မှသူတို့ဘာကိုပေးဖို့ဆိုတာစိတ်ကူးလေးပေါ်ဖို့တော့မလွယ်ဘူးတဲ့။ဘာလေးပေါ်ဖို့တော့ရာချီလှူတဲ့အလှူမပြောနဲ့နော်အလှူဒါနလှူတဲ့တန်းနဲ့သို့မဟုတ်ကိုယ့်ပစ္စည်းကိုသူတို့ဘာကိုပေးတော့မယ်ပေါ့ကိုယ့်ပစ္စည်းကိုသူတို့ဘာကိုပေးတော့မယ်ကိုကတစ်ဖက်သားကိုလှူတော့မယ်ဆိုရင်ဘလောက်ထိဒါနတစ်ခုဟာခက်ခဲတယ်လဲဆိုရင်ကိုယ့်ပစ္စည်းကိုငါသူ့ကိုပေးမယ်ငါဒီเจ้าလိုက်ကိုလှူမယ်ငါသူ့ကိုဒါလေးလှူမယ်လို့စိတ်ကူးလေးပေါ်ဖို့တော့ခင်းရင်ပါတယ်သောသောကလူတွေဆိုအဲ့စိတ်ကူးတော့မရှိဘူးလေစိတ်ကူးမရှိလို့သူများလှူတာကိုမနာလို့ဖြစ်နေတာပေါ့ဟုတ်လားစိတ်ကူးလေးပေါ်ဖို့တော့ခင်းရင်တယ်ကဲအဲ့လိုခင်းရင်တာဟုတ်ပြီဒါလေးတော့လှူလိုက်အောင်မယ်သူ့ကိုတော့ဒါလေးတော့ပေးလိုက်အောင်မယ်လို့အဲ့ဒီစိတ်ကူးလေးပေါ်ဖို့ခင်းရင်တာကိုပေါ်ခဲ့ရင်တော့မှ
ဒါလေးတော့တပည့်တော်လှူပါမယ်ဗျာမိကုံမှာဒါလေးတော့ပေးပါမယ်လို့နှုတ်ကပြောရဲဖို့ပို့ခဲရင်းတယ်နှစ်ချက်ရှိပြီနော်အလှူတစ်ခုဖြစ်ဖို့ဆိုရင်အချက်၄ချက်ကိုကြော်ဖြတ်သွားနံပါတ်1ဒါလေးလှူပါမယ်ဆိုတော့စိတ်ကူးလေးပေါ်ဖို့ခဲရင်းတယ်အဲ့ဒီစိတ်ကူးပေါ်လာရင်တော့မှဒါလှူဖို့မဟုတ်သေးဘူးလှူမယ်လို့နှုတ်ကထုတ်ပြောရဲဖို့ခဲရင်းပါလေဟုတ်ပြီစိတ်ကူးလဲပေါ်တယ်ပေါ်တဲ့အတိုင်းလဲဘာဖြစ်လဲထုတ်ပြောတယ်လှူပြီးပြီလားမလှူရသေးဘူးနော်မလှူရသေးဘူးဒါပေမဲ့အခုရှိတယ်အဲ့ဒီလှူပြီးသွားမှအရှင်ဘုရားတပည့်တော်ဘာလှူပါမယ်ဘုရားလို့ရှောက်ထားတယ်ရှောက်ပြီးမှဘာဖြစ်သွားလဲအဲ့ဘုန်းကြီးကိုမကြည်ညိုတော့မလှူတော့ဆိုပြီးပြန်ဖြတ်တာရှိလားမရှိဘူးလားအများကြီးပဲရှိတယ်လူတွေမှာပုထုဇဉ်တို့ရဲ့သရာတရားဟာမခိုင်မြဲဘူးလူလိုပြောရင်နားလည်အောင်ပြောရင်ဂုတမျိုးတော့ကြတမျိုးဖြစ်တတ်တယ်တဲ့တရားမခိုင်လို့ယိုင်တာပေါ့တရားခိုင်ယိုင်စရာမရှိဘူးယိုင်ပါမလားတရားခိုင်တဲ့ပုဂ္ဂိုလ်ကဘယ်တော့မှမယိုင်ဘူးတရားမခိုင်တော့လှူမယ်ပြောတယ်နော်စောစောကတော့စိတ်ကူးပေါ်တယ်စိတ်ကူးပေါ်တဲ့တိုင်နဲ့ရှောက်လိုက်တယ်ဒါပေမဲ့အဲ့ဘုန်းကြီးကိုသူကမကြင်ကြိုတော့တဖြည်းဖြည်းနဲ့ဘုန်းကြီးကငါပဲမလိုက်လို့ငါပါတီမလိုက်လို့ဟာတော့ကြဟိုကတမျိုးတရားတမျိုးဘုန်းကြီးပြည့်မြင်ပြီးတော့ယောဂီဆောင်ဆောက်ဖို့ဟိုတာဝန်ယူထားတယ်ပတ်စံတော်မလူရသေးမလူတော့ဘူးဘုရားဆိုပြီးလှုပ်တယ်ဒါမျိုးတွေအများကြီးဘုံဘုံတို့ဒီသာသနာလောကမှာတွေ့ရတယ်အဲ့ဒါဘာမခိုင်တာတရားမခိုင်ရင်ယိုင်တတ်တယ်ဘာမခိုင်ရင်တရားခိုင်မှုသိရေးကြည့်တယ်နော်အဲ့တော့လှူဖို့စိတ်ကူးတယ်နောက်ကလည်းပြောပြီးပြီနော်ခက်ခဲတဲ့အရာနှစ်ခုကိုကြော်ဖြတ်ပြီးပြီဘာလို့ဖို့ပဲကြံတော့တယ်တကယ်လှူဖို့ပဲကြံတာအဲ့တော့စိတ်ကူးထဲမှာလည်းပေါ်ခဲ့ပြီးပြီနှုတ်ကလည်းထုတ်ဖော်ပြောပြီးပြီဆိုရင်တော့မှကိုယ်တိုင်ကိုယ်ကြလှူပါ၏ဆိုပြီးတော့သဟတိကဒါနလာရောက်လှူဒန်းဖို့ဟာနံပါတ်3ပို့ခဲရင်းနေမခဲရင်ဘူးလားနော်အဲ့တော့ခဲရင်တာကိုကြော်ဖြတ်တဲ့အခါမှာစိတ်ကူးပေါ်ဖို့ဖခဲရင်တယ်ပေါ်ပြီဆိုရင်လည်းပဲနှုတ်ကနေထုတ်ပြီးတော့ပြောရဲဖို့ခဲရင်တယ်အဲ့ဒါကိုပြောရဲနိုင်ပြီဆိုရင်နောက်တစ်ဆင့်တက်လာရင်ဘာလုပ်မလဲလှူနိုင်ရမယ်ကိုယ်တိုင်လှူနိုင်ရတော့မယ်အဲ့လိုလှူနိုင်ဖို့ပို့ခဲရင်တယ်ကဲဒီ၃ချက်ကိုပြန်ကြည့်စိတ်ကူးလဲပေါ်တယ်နှုတ်ကလည်းတကယ်လျှောက်တယ်နော်နှုတ်ကလည်းတကယ်လျှောက်တယ်ပြီးတော့ကိုယ်တိုင်ကိုယ်ကြလည်းလှူပါတယ်ပြီးပြီလားဆိုတော့လှူပြီးတဲ့နောက်ပိုင်းမှာနော်ဝမ်းမြောက်နေဖို့လည်းလိုတယ်အဲ့ဒီဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ဟာလည်းပဲပို့ခဲရင်တာတခါတခါလှူပြီးသွားပြီပေါ့နော်တချို့လူတွေကပါတယ်ငါလှူတာမှားမြန်မှားသွားပြီလားဆိုတော့အတွေးတွေရှိလားမရှိဘူးလားလူတွေမှာရှိတယ်နော်အဲ့ဒါဘာလဲဆိုတော့ပုဂ္ဂိုလ်ဇွဲကိုသိအားကြီးတဲ့ပုဂ္ဂိုလ်ဒီဆရာတော်ကိုကြီးညိုတယ်ဒီကျောင်းတိုက်ကိုကြီးညိုတယ်သူ့ကိုသဘောကျတယ်ဟောကြီးညိုတယ်သဘောကျတော့ပေးတဲ့ကန်းနဲ့ကြီးညိုတော့လှူတယ်တန်းတယ်မကြီးညိုတဲ့ချိန်ကျတော့ဘာဖြစ်လဲပြောလားပြောလားပြောတတ်တယ်နော်ပြောတတ်တယ်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ဆိုပါလို့သိတဲ့50နေရတပည့်တော်တို့သိတဲ့50သိတဲ့ရတယ်မှတ်ပြီးတော့ပြင်ခဲ့ပါပဲဘုရားဆိုပြီးတော့ကြောက်ပဲပေါ့လူပဲပေါ့ပြန်တွေးကြည့်သိတဲ့ရဆိုရင်ဒီပဲလူလေးနဲ့တွေ့လိုက်ဟုတ်လားဟိုဒီနေ့တော့ပဲဘလို့ပူသွားမှာလူပြီးမှဒီအတွေးလေးနဲ့တွေ့တဲ့ပြန်စဉ်းစားကြည့်တယ်အပ္ပရစေနာပြက်လာမပြက်ရေးမကြည့်ဘူးလားစိတ်ကူးလဲပေါ်ရမယ်နှုတ်ကလည်းပြောပြီးသွားပြီလူလည်းလူပြီးသွားပြီဆိုရင်နောက်ပိုင်းမှာအမြဲတမ်းပြန်တွေးရင်ဝမ်းမြောက်နေဖို့လိုလားမလို့အရေးကြီးဆုံးပဲဘယ်အချိန်ပြန်တွေးလို့ဒီတော့မှကတိခင်းခဲ့တယ်လို့နောက်နှစ်ပေါင်းများစွာပြန်တွေးတိုင်းကိုယ်စိတ်ကဘာဖြစ်နေရဝမ်းမြောက်နေရမယ်ကြည်နူးနေရမယ်ကျေနပ်နေရမယ်အဲ့ဒီဝမ်းမြောက်တိုင်းကြည်နူးတိုင်းကျေနပ်တိုင်းဟာကုသိုလ်တွေအမြဲတမ်းဘာဖြစ်နေလဲအဲ့တုန်းကလူခဲ့တာသိန်း150 200တော့သောတကပြောတယ်အတိုးလေးနဲ့ပေးလိုက်ရင်မြန်ဟာလားဘယ်လိုလေးမြန်ပြန်ပွားလိုက်ရင်မြန်ဆိုတဲ့စိတ်ကလေးမြန်ပေါက်လာခဲ့ရင်ကို့အပ္ပရစေတနာလေးကဘာဖြစ်သွားလဲပြက်သွားတယ်ဒီစေတနာလေးပြက်သွားတာနဲ့တပြိုင်နက်ရလက်ကောင်းလေးဟာနည်းသွားလိမ့်မယ်ဒီသဘောတရားလေးတွေကိုလည်းလူတွေမှာနားလည်ဖို့လိုတယ်ဗျာနော်နားလည်ဖို့ဒါကြောင့်မလို့ဒါနတစ်ခုဖြစ်ဖို့ဆိုတာအဲ့ဒီအချက်၄ချက်ကိုကြော်ဖြတ်နိုင်မှအောင်မြင်ဖြစ်တာ
သောသောကအချောက်တက်ကြီးတပြားမှမလူဘဲနဲ့သူများကတိန်လူတာကိုဝေဖန်နေတဲ့ပုံကိုယ်တွေကဒါမျိုးတွေသူ့မှာရှိလားဒီအတွင်းမျိုးတွေလည်းမရှိတော့เนาะဒီသရာတစ်ခုဖြစ်ဖို့ဘယ်လောက်ထိတိဆောက်ခဲ့ရတယ်ဆိုတာကိုသူတို့မသိဘူးအဲ့တော့ဒီကနေ့သိတဲ့လူကမလုပ်တာလဲဒါကိုအကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုတွေတိုးတဲ့တိုးအောင်ကြိုးစားကြတာပေါ့ဒီလိုမဟုတ်လားအေးဒါကြောင့်မလို့ဒါပဲလုပ်လို့ကိုယ်စိတ်ကအမြဲတမ်းကြည်လင်နေရမယ်ကြည်နူးနေရမယ်ကျေနပ်နေရမယ်ဘယ်ချင်းပြန်တွေးတိုင်းဝမ်းမြောက်နေရမယ်အဲ့ဒီကုသိုလ်မျိုးကိုအမြဲတမ်းလုပ်ရမယ်ဒီလိုမဟုတ်လားကုသိုလ်တော့လုပ်ပါရဲ့ဒါပေမဲ့ပြန်တွေးတိုင်းဒေါသဖြစ်နေရင်အကုသိုလ်တွေတောက်လျှောက်တိုးတော့မှာပေါ့မှန်ရဲ့လားအေးအကုသိုလ်တွေတောက်လျှောက်တိုးရမှာဒါကြောင့်မလို့ကုသိုလ်နဲ့ပတ်သက်လို့လုပ်ရင်ဘာကုသိုလ်ပဲလုပ်လို့အမြဲတမ်းဝမ်းမြောက်ဝမ်းသာဖြစ်နေအောင်ကိုယ်စိတ်ကိုပြင်ဆင်ထားရမယ်ဒီနေ့ကတိနာဇေဝရဒါနာကထိန်အလူဆိုတာအမြဲတမ်းဘုရားကိုယ်တော်နဲ့ချီးမွမ်းတဲ့အလူမျိုးကိုတို့တွေလုံနိုင်ခဲ့တယ်လို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ရတာပဲဘယ်ချင်းပြန်တွေးဩဘုရားချီးမွမ်းခဲ့တဲ့ဘုရားကိုယ်တော်တိုင်ခွင့်ပြုတော်မူတဲ့ကတိနာဒါနာဒီကတိနာဒါနာဟာဆရာတော်ကိုရည်စူးပြီးတော့လူတာလည်းမဟုတ်ဘူးတန်ခါကိုရည်စူးပြီးလူတဲ့တန်ခိကဒါနာတန်ခါကုသိုလ်ကြီးဖြစ်တာကအလွန်တန်ဖိုးကြီးတဲ့ကုသိုလ်ကြီးကိုတို့တွေလုံနိုင်ခဲ့ပြီလို့ဒီလိုလေးဝမ်းမြောက်ဝမ်းသာဖြစ်ရင်အလွန်ကျဉ်းတတ်စရာကောင်းပါတယ်ဘယ်အချိန်ပြန်တွေးလိုက်ပါနောက်နေ့ကျတွေးရင်လည်းပဲဝမ်းသာစရာကောင်းပါတယ်เนาะအဲ့တော့မလူခင်တဲကဝမ်းမြောက်စရာကောင်းနေတာကတော့နောက်နေ့ကျရင်တပည့်တော်ကထိန်ခင်းပါမယ်ဘုရားလို့မတည်ပြီးတော့လှူပါမယ်ဘုရားလို့ရှောက်တဲ့အချိန်တဲကဒီနေ့အချိန်တည်းဆိုရင်တစ်နှစ်လောက်ကုသိုလ်တွေဖြစ်မနေဘူးလားနော်ဒီစိတ်ကြီးကအမြဲတမ်းကုသိုလ်စိတ်နဲ့တိဆောက်ခဲ့တယ်ရှာဖွေသမျှကိုလည်းပဲကုသိုလ်စိတ်လေးနဲ့စုဆောင်းလာခဲ့တာဒီကနေ့အောင်မြင်စွာတို့တွေလုံနိုင်ခဲ့ပါပြီအဲ့တော့လှူတယ်ဆိုတာရှိလို့လှူတာတဲ့တိလို့လှူတဲ့အလှူမျိုးကိုဦးစားပေးပြီးတော့လှူရင်ဘဝဟာတန်ဖိုးကြီးတာပါပဲဒါကြောင့်မလို့ကိုယ့်ဘဝကိုတိဆောက်တဲ့အခါမှာသူများတွေဘလောက်ပဲအပြစ်တွေပြောယန္တနာသုံးပါးကိုတန်ဖိုးသိတဲ့ပုဂ္ဂိုလ်တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်မှန်သမျှဟာကုသိုလ်တရားတွေကိုဘလို့ပဲပြောဆက်ကလုပ်နေကြအောင်ပါပဲဖြစ်တယ်เนาะကိုကုသိုလ်ကိုကိုယ်တိုင်ဝမ်းမြောက်ဝမ်းသာဖြစ်အောင်ကြိုးစားပွားများအားထုတ်နိုင်ကြသဖြင့်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှာမြတ်နိဗ္ဗာန်ကိုအပြီးတိုင်ရနိုင်ရောက်နိုင်တဲ့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေကုန်သတည်းဒီစချပါနော်အားလုံးလိုက်ဆိုကြပါဒီလည်းရှိတဲ့ဘုရားလိုက်ဒီမရှိတဲ့ဘုရားအလုံးချင်းပြီးတော့လိုက်ဆိုကြတာအောင်အရှင်ဘုရားယနေ့ယခုဘုရားတို့သည်ဘုရားတရားနာဂာအဖြစ်ယရနာသုံးပါးဥပ္ပေခါလည်းရဲ့အရဏဂုံသုံးပါးနှင့်သင်္ဃာ၅ပါးပြည့်စုံသောသီလတော်ကိုယုံကြည်စွာခံယူကျင့်သောသောတိပါဠိအရှင်ဘုရားမေတ္တာတရားပွားများပါ၏တရားတော်တို့ကိုယုံကြည်စွာနာယူကြပါကုန်၏သံဃာတော်အရှင်မြတ်တို့အားဘုရားသာစွာသောဆွမ်းစားရှိသောဘုရားဝေယအပြာပြာတို့ကို၎င်းသတိနာစီဝရဒါနာသတိသင်္ကန်းတို့ကို၎င်းဆောင်းလို့ဆဲဖြစ်သောကျောင်းတော်ကြီးအတွက်ဝိဟာရဒါနာကျောင်းအလူတော်ကို၎င်းနိဗ္ဗာန်ရည်မှန်းလူရန်ပါ၏ဤကောင်းမှုသည်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှန်မြတ်နိဗ္ဗာန်၏ရောက်ရာရောက်ကြောင်းရရာရကြောင်းအထောက်ပံ့ကောင်းသည်စင်စစ်မသွေဖြစ်ပါစေသာအရှင်ဘုရားယနေ့ယခုတပည့်တော်တို့ပြုလို့အပ်သောကုသိုလ်ကောင်းမှုအစွစွတို့ကြောင့်တပည့်တော်တို့သည်ဖြစ်လေရာရာဘဝတန္တရာတို့၌ကြမ်းကြမ်းမာမာ
ချမ်းချမ်းသာသာဖြင့်စစ်မှန်သောမြတ်စွာဘုရား၏သာသနာတော်မြတ်ကြီးနှင့်တွေ့ကြုံဆုံစည်းရပြီလျင်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကိုရရပါစေသာရောက်ရပါစေသာအရှင်မြတ်ဖရာယနေ့ယခုပြုလုပ်အပ်သောကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ဤအဖို့ဘာကကိုမိဘဆရာညာတကာနှင့်လုံးစုံများစွာတတ္တဝအနန္တကိုယ်ဆောင်နှက်ကိုကျောင်းဆောင်နှက်ကိုအစထား၍32ပုံကျင်းလဲကုန်သောနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အား၎င်းအမြတ်ပေးဝေပါ၏အမြတ်ပေးဝေပါ၏အထူးအားဖြင့်တပည့်တော်တို့၏နန္ဒကျေးဇူးရှင်ဖခင်ကြီးဥကောက်မိခင်ကြီးတော်ခင်ကြီးတို့အားလည်းအမြတ်ဝေငှပါ၏ထိုများစွာတတ္တဝါတို့သည်အမြတ်ရ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာဝမ်းသာကြသည်ဖြစ်ကြပါစေသောအလုံးကာကြသမျှအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကာကြသမျှအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကာကြသမျှအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးသက်ရှိကြမှာစိတ်ချမ်းသာ၍ကောင်းကျိုးလိုရာဆန္ဒမှန်သမျှတို့ပြည့်ဝကြပါစေအခက်အခဲဟူသမျှအောင်မြင်စွာကျော်လွှမ်းနိုင်ကြပါစေကပ်ယောဂါဘေးဆိုးအမျိုးမျိုးမှလည်းပဲကင်းဝေးနိုင်ကြပါစေ